မိုင်စွန်ခါဒီနေ့ကကျမတို့သင်ခန်းစာအသစ်ဖြစ်တဲ့မေကပ်ငေါက် A ကိုသွားမှာဖြစ်ပါတယ်ခါမေကပ်ငေါက် A ဆိုင်အာ A ဆိုင်အာ A စာကြောင်းလေးဖတ်ကြည့်ရအောင် A ဆိုင်အာ A ဆိုင်အာရက် A ဆိုင်အာရက်จำ A ဆိုင်အာจำนา A ဆိုင်အာจำได้ A ဆိုင်အာရက်ခွန် A နောက်တစ်ခေါက်ပြန်ဆိုကြည့်ရအောင် A ဆိုင်အာ A ဆိုင်အာရက် A ဆိုင်အာရက်จำ A ဆိုင်အာจำนา A ဆိုင်အာจำได้ A ဆိုင်အာရက်ခွန် A နောက်တစ်ကြောင်းက E ဆိုင်ကြจี E ဆိုင်ကြရက်จี E ဆိုင်ကြရက်จำจี E ဆိုင်ကြจำนาจี E ဆိုင်ကြจำได้จี E ဆိုင်ကြရက်ခွန်จีနောက်တစ်ခါအတူတူပြန်ပေါင်းကြည့်ရအောင် A ဆိုင်ကြจี A ဆိုင်ကြရက်จี A ဆိုင်ကြရက်จำจี A ဆိုင်ကြจำนาจี A ဆိုင်ကြจำได้จี A ဆိုင်ကြရက်ခွန်จีဒါလေးကတော့จีပုံလေးဖြစ်ပါတယ်ခါစာရွက်ကိုကျမတို့ရှင်းလို့จีလို့ခေါ်ပါတယ်ခါ E ဆိုင်ကြရက်จำจีE ဆိုင်တာတီ E ဆိုင်စာရက်စီ E ဆိုင်နာရက်จำနေ E ဆိုင်လာจำนาลี E ဆိုင်ပါจำได้ปี E ဆိုင်ဝါရက်ခွန်ဝေတေစီနေလီပေဝေနောက်တစ်ခေါက်ပြန်ပေါင်းကြည့်ရအောင် A ဆိုင်တာတီ E ဆိုင်စာရက်စီ E ဆိုင်နာရက်จำနေ E ဆိုင်လာจำนาลี E ဆိုင်ပါจำได้ปี E ဆိုင်ဝါရက်ခွန်ဝေတေစီနေလီပေဝေဒုတိယတစ်ကြောင်းက E ဆိုင်ခခေ E ဆိုင်ကြရက်จี E ဆိုင်စာရက်จำစီ E ဆိုင်နာจำนาနေ E ဆိုင်တာจำได้ตี E ဆိုင်စာရက်ခွန်စီခေจีစီနေတေစီအတူတူပြန်ဆိုကြည့်ရအောင် E ဆိုင်ခခေ E ဆိုင်ကြရက်จี E ဆိုင်စာရက်จำစီ E ဆိုင်နာจำนาနေ E ဆိုင်တာจำได้ตี E ဆိုင်စာရက်ခွန်စီခေจีစီနေတေစီနောက်ဆုံးတစ်ကြောင်းက E ဆိုင်ဟာဟေ E ဆိုင်အာရက် E ဆိုင်မာရက်จำမေ E ဆိုင်ပါจำนาปี E ဆိုင်စာจำได้စီ E ဆိုင်မာရက်ခွန်မေဟေမေပေစေမေနောက်တစ်ခေါက်ပြန်ဆိုကြည့်ရအောင် E ဆိုင်ဟာဟေ E ဆိုင်အာရက် E ဆိုင်မာရက်จำမေ E ဆိုင်ပါจำนาปี E ဆိုင်စာจำได้စီ E ဆိုင်မာရက်ခွန်မေဟေမေပေစေမေအစကနေပြန်ဆိုကြည့်ရအောင်တေစီနေလေးပေဝေခေจีစီနေတေစီဟေမေပေစေမေ